မြောက်ပိုင်းဒေသမှာဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုတွေကလူထုရဲ့အာရုံစိုက်မှုကိုမြောက်ပိုင်းဒေသရဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေစီပြန်ရောက်သွားစေခဲ့ပါတယ်။မြောက်ပိုင်းဒေသရဲ့မိသားစုကြီးလေးစုတွေကတခုဖြစ်တဲ့ဝေမိသားစုရဲ့ခေါင်းဆောင်ဝေဟွာရန်ရဲ့တရားရုံးတင်စစ်ဆေးမှုပထမအဆင့်ပြီးဆုံးသွားတဲ့အချိန်မှာတော့သူတည်တံကြမလားဆိုတဲ့မေးခွန်းတွေကအင်တာနက်ပေါ်မှာပြန့်နှံ့နေပါတယ်။ဒီနေ့တော့ဒီအကြောင်းအရာကိုပုံမှန်လင်းလင်းပြောပြပေးပါမယ်။ဝေဟွာရန်တည်တံကြဖို့ရာဂိုင်နှုန်းကအလွန်များပြီးမလွဲမသွေဖြစ်လာမယ့်ကိစ္စတစ်ခုပါပဲ။သူအသက်ရှင်မှုခွင့်ရေးကတော့အလွန်နည်းပါးပါတယ်။တူတူဖြစ်သူချန်နာဝေကတော့တည်တံကြမှာတေချာတလောက်ပါပဲ။ဝေဟွာရန်ဆိုတာဘယ်သူလဲဆိုတာမသိသေးတဲ့သူတွေအတွက်အနည်းငယ်မိတ်ဆက်ပေးပါမယ်။သူကမြောက်ပိုင်းကိုကန့်ဒေသကဝေမိသားစုရဲ့အဓိကပုဂ္ဂိုလ်ဖြစ်ပြီးနေချားဆောင်တက်ကိုကင်တွယ်ထားသူပါ။လက်နက်ကင်တပ်ဖွဲ့တွေနေမီတွေနဲ့တကယ်ကိုဘရင်တစုလိုနေထိုင်ခဲ့သူဖြစ်ပြီးအရင်ကလောင်းကစားနဲ့လိမ်ပိုင်းဆိုင်ရာလုပ်ငန်းတွေကနေငွေကြေးချမ်းသာလာသူပါ။နောက်ပိုင်းမှာတော့တရုတ်လူမျိုးတွေကိုလိမ်လည်ဖို့ပဲစိတ်ကူးပေါက်ပြီးမိသားစုနဲ့အတူအွန်လိုင်းငွေလိမ်ဂိတ်တွေကိုထူထောင်ကမကောင်းမှုမျိုးမျိုးကိုကျူးလွန်ခဲ့တာပါ။သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိုကြည့်လိုက်ရင်ဘာကြောင့်တေတံကနေမလွတ်မြောက်နိုင်တာလဲဆိုတာသိနိုင်ပါတယ်။ပထမအချက်ကတော့လိမ်လည်ခဲ့တဲ့ပမာဏကအလွန်များပြားပြီးမိသားစုပေါင်းများစွာကိုဒုက္ခပေးခဲ့တာပါ။ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရ2019ခုနှစ်ကနေအခုအချိန်ထိဝေဟွာရန်အဖွဲ့ဟာအွန်လိုင်းငွေလိမ်လုပ်ငန်းကနေငွေကြေးပမာဏယွမ်နှစ်4ဘီလီယံကျော်လိမ်လည်ခဲ့တာပါ။ဒါကတာမန်ပမာဏမဟုတ်ပါဘူး။တာမန်မိသားစုတွေရဲ့ချွေးနှဲစာပင်စင်လာစာနဲ့အသက်ကယ်ငွေတွေအားလုံးကိုသူတို့လိမ်ယူသွားတာဖြစ်ပြီးအများပြားကတော့အိမ်အောင်ပျက်စီးပြီးကျွေးမိတွေနဲ့ရင်ဆိုင်နေရတာပါ။ဒုတိယအချက်ကတော့သူ့လက်တွေကတရုတ်လူမျိုးတွေရဲ့သွေးတွေနဲ့ဆုံးထင်းနေတာပါ။သူကငွေလိမ်ယုံတင်မဟုတ်ပဲဂိတ်ထဲကလူတွေကိုထိန်းချုပ်ဖို့နဲ့ကြောက်ရွံ့အောင်လုပ်ဖို့အတွက်လူတက်မှုတွေကိုပါကျူးလွန်ခဲ့တာပါ။စကားမနားထောင်ရင်သို့မဟုတ်ထွက်ပြေးခြင်းရိုက်နှက်တာရေရင်းနဲ့ပိတ်လောင်တာလျှက်စစ်နဲ့ရှော့တိုက်တာတွေအပြင်ဓာတ်ရိုက်တက်ဖြတ်တာတွေအထိလှုပ်ဆောင်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ဆွဆွဲချက်မှာသူတို့ရဲ့လုပ်ရက်ကြောင့်တရုတ်နိုင်ငံသားအနည်းဆုံး2ဦးသေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ပိုပြီးရက်စက်တာကတော့တူချန်တာဝေကသူတို့ရဲ့အဋိဌံပြုပွဲတစ်ခုမှာအပြစ်မဲ့တဲ့လမ်းသွားလမ်းလာတအူကိုဖမ်းဆီးပြီးတက်ဖြတ်ပူဇော်ခဲ့တာပါ။ဒါကြောင့်ချန်တာဝေအတွက်တေတံကနေလွတ်မြောက်ဖို့လုံးဝမဖြစ်နိုင်ပါဘူး။တတိယအချက်ကတော့သူရင်ဆိုင်နေရတဲ့ရာဇဝတ်မှုတွေကအားလုံးကပြစ်ဒဏ်ကြီးမားတဲ့အမှုတွေဖြစ်နေတာပါ။သူ့ကိုဆွဲချက်တင်ထားတဲ့အမှုတွေကတော့လိမ်လည်မှုလူတက်မှုချင်းချောက်ငွေတောင်းမှုနေဆက်ချက်ကြုံမှုမူရစေဝါသုံးစွဲမှုကိုခွင့်ပြုမှုတွေဖြစ်ပြီးတစ်ခုချင်းစီတိုင်းကပြင်းထန်တဲ့အပြစ်ပေးမှုတွေပါအထူးသဖြင့်လူတက်မှုအတွက်တေတံပေးနိုင်တဲ့ဥပဒေပြဋ္ဌာန်းချက်တွေရှိပါတယ်သူကဒီဟာဇဝတ်ကိုင်းရဲ့ခေါင်းဆောင်ဖြစ်တာကြောင့်အဖွဲ့လိုက်လှုပ်ဆောင်တဲ့မကောင်းမှုအားလုံးအတွက်အဓိကတာဝန်ယူရမှာပါစတုတ္ထအချက်ကတော့အလားတူအမှုတွေအားလုံးမှာပြင်းထန်တဲ့ပြစ်ဒဏ်တွေသာချမှတ်ခဲ့တာပါအခြားမိသားစုတွေဖြစ်တဲ့ပိုင်မိသားစုမိမိသားစုရဲ့ခေါင်းဆောင်တွေကလည်းပြန်လည်ဖမ်းဆီးခံရပြီးနောက်တေတံကြခဲ့တာမျိုးတွေရှိပါတယ်ဝေဟွာရန်ရဲ့ရာဇဝတ်မှုတွေကသူတို့ထက်မလျော်နှဲသလိုပိုတောင်ဆိုးရွားနေပါသေးတယ်အရင်အမှုတွေရဲ့နမူနာတွေရှိနေတာကြောင့်သူအဖြစ်သက်သာဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သူတေတံမကျနိုင်တဲ့အကြောင်းပြချက်တွေကတော့အပြစ်ဝင်ခံတာထူးချွန်တဲ့အောင်မြင်မှုတွေပြသတာအသက်ကြီးတာဒါမှမဟုတ်ကျန်းမာရေးမကောင်းတာတွေပဲရှိနိုင်ပေမဲ့အခုထိတော့ဘာအကြောင်းပြချက်မှမရှိပါဘူး။လူမှုရေးအရလည်းအလွန်ဆိုးရွားတဲ့တက်ရောက်မှုတွေရှိပြီးပြည်သူတွေရဲ့ဒေါသကလည်းအလွန်ကြီးမားနေတာကြောင့်အပြစ်သက်သာပေးစရာအကြောင်းမရှိပါဘူး။အနည်းချုပ်ရရင်ဝေဟွာရန်ဟာမကောင်းမှုမျိုးမျိုးကိုကျူးလွန်ခဲ့သူဖြစ်ပြီးငွေကြေး1.4ဘီလီယံလိမ်လည်ကလူတက်မှုများစွာကျူးလွန်ခဲ့သူပါ။အခုတော့တရားရုံးရဲ့တရားဝင်စီရင်ချက်ကိုစောင့်နေုံပါပဲ။ရလဒ်ကတော့2026ခုနှစ်ဇွန်လကနေဩဂုတ်လအတွင်းထွက်လာဖို့များပါတယ်။ဥပဒေရဲ့ကကျယ်ဝန်းပေမဲ့ဘသူ့ကိုမှလွတ်မသွားစေပါဘူး။တင်ကနေဆက်ကဘရင်ပဲဖြစ်ဖြစ်နောက်ွယ်ကကျိုးကင်သူပဲဖြစ်ဖြစ်တရုတ်လူမျိုးတွေကိုဒုက္ခပေးရရင်ဘယ်နေရာကိုပဲပြေးပြေးနောက်ဆုံးမှာတော့ဖမ်းဆီးခံရပြီးဥပဒေအရပြင်းပြင်းထန်ထန်အပြစ်ပေးခံရမှာပါပဲ။